ကျုပ်ရဲ့ကျောင်းတော်သူကြီးစားက S အဆင့်ရှိတဲ့ကျက်စင်မော်ဆီယာမအဖြစ်နိုးထလာခဲ့တယ်ဒါပေမဲ့သူမစင်ပေါ်ကဆင်းချင်းမှာပဲကျုပ်ကိုချက်ချင်းလမ်းခွဲလိုက်ပါတယ်ကျောင်းကလူပေါင်းတန်း30ရှိမှတော့ကျုပ်ကို9ကြိမ်တီဖောက်ပြန်ပြခဲ့သေးတယ်အကြောင်းကတော့အခုလက်ရှိကျုပ်ကသူမရဲ့တောင်းမြင့်ဖက်လက်ကိုတုပ်ပေးဖို့တောင်မတန်ဘူးလို့သူမကထင်နေလို့ပါပဲလူတိုင်းကကျုပ်ရဲ့နက်ဖျားအဆင့်ပူဇော်သူအလုတ်ကန်ကိုအသုံးမကျတဲ့အလုပ်ဆိုပြီးလှောင်ပြောင်ကြတဲ့နက်ဖျားရီစီပူဇော်တက်က17တိုင်းအသက်တက်တန်းကိုကုံဆုံးစီယုံတယ်မကပဲအသက်ရှည်ဆုံးပူဇော်သူတောင်အသက်25နှစ်အထိပဲနေခဲ့ရလို့ပါအရင်ကမျှော်လင့်ချက်တွေအပြည့်ရှိခဲ့တဲ့အကြောင်းအုပ်ကြီးကလည်းကျုပ်ကိုကျောင်းကနေထွက်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့ကျုပ်ကမမျှော်လင့်ပဲနက်ဖျားအဆင့်ပါရမီတစ်ခုဖြစ်တဲ့ထိုးထွင်းသိမြင်နိုင်စွမ်းမျက်လုံးကိုရရှိခဲ့မှန်းသူတို့မသိခဲ့ကြဘူးနက်ဖျားတွေရဲ့ရင်ထဲကမပြောနိုင်တဲ့လိုအပ်ချက်တွေကိုကျုပ်ကအကဲခတ်နိုင်ခဲ့ပြီးလေအဲ့ဒီအချိန်မှာပဲကျုပ်ကခေါင်းမော့ကြည့်လိုက်တော့ကောင်းကင်ယံမှာတွေးရောင်တွေလွှမ်းနေတုံးပဲတာမန်လူတွေရဲ့မျက်စိထဲမှာဘာမှမရှိတဲ့ဟာလာဟင်းလင်းပြင်းကြီးဖြစ်နေပေမဲ့ကျုပ်ရဲ့အမြင်ထဲမှာတော့တဝက်တစ်ပြက်ကြည်လင်နေတဲ့အပြာရောင်စာသားပေါက်လေးတွေတစ်ခုပြီးတစ်ခုပေါ်လာခဲ့တဲ့တောက်အခုမှဝယ်ထားတဲ့ iPhone 13 Pro Max ကအားကုန်ပြန်ပြီးဘသူကငါ့ကိုအားသွင်းဆက်လာပေးမလဲငါကသူ့ကိုအထက်ပေါင်း9000ရှိတဲ့ကောင်းကင်ရက်စီးနဲ့ဆုချမယ်ဇလန်တွဲတွေတညလုံးထိုင်ကြည့်နေလို့အသားရည်တွေအရန်ပျက်စီးနေပြီးရေတက်ဖြစ်မျက်နှာပေါင်းတင်စာရွက်အမြန်လိုအပ်နေတဲ့ဘသူပဲဖြစ်ပေးမယ်ဆိုရင်မြေအမီနဲ့လဲပေးဖို့အတင်ပဲပြင်းစရာကြီးကြောင်ရီတစ်ကောင်ကိုပို့တက်ချင်လိုက်တာတကယ်ကိုပို့ချင်တာဘသူကငါ့ကိုကြောင်ရုပ်လေးတစ်ရုပ်ပေးမလဲငါကသူ့ကိုစစ်နက်ဖျားရဲ့ချက်ဝတ်တစားပေးမယ်ချုပ်ကြောင်သွားပြီးမျက်လုံးကိုပို့ကပြန်ကြည့်လိုက်တယ်အဲ့ဒီစာသားတွေကရှင်းရှင်းလင်းလင်းမြင်နေရတော့ပဲအဆက်မပြတ်လဲပြောင်းလဲနေသေးတယ်အဲ့ဒီနောက်မှာတော့ဖော်ပြလို့မရတဲ့ဝမ်းသာအားရဖြစ်မှုတွေကလျှက်စစ်စစ်တလို့မျိုးကျုပ်ရဲ့တကူလုံးကိုချက်ချင်းပြန့်နှံ့သွားခဲ့တယ်တခြားသူတွေကအသက်နဲ့ရင်းပြီးနက်ဖျားတွေရဲ့အကြိုက်ကိုလောင်းကြီးထက်နေရချိန်မှာကျုပ်ကတော့သူတို့ရဲ့လိုအပ်ချက်တွေကိုမြင်နေရပြီးလေလျှက်စီးနက်ဖျားကိုအားသွင်းဆက်ပေးလိုက်မယ်နက်ဖျားမကိုမျက်နှာပေါင်းတင်စာရွက်ပေးမယ်ပြီးတော့စစ်နက်ဖျားကိုကြောင်ရုပ်လေးပေးလိုက်ရင်ကျုပ်ကဒီနက်ဖျားအုပ်စုကိုအပိုင်ကင်ထားနိုင်ပြီမဟုတ်လားဆင်အောက်မှာတော့ဝမ်ပန်ကြီးကစိုးရိမ်တကြီးလက်လန်းပြနေတဲ့ကျုပ်ကဝမ်ပန်ကြီးကိုမောကြည့်လိုက်ပြီးပတ်ဝန်းကျင်ကလောင်ပြောင်နေတဲ့မျက်နှာဟာရီကိုလည်းကြည့်လိုက်တဲ့ကျုပ်ရဲ့နှက်ခမ်းစုံကတဖြည်းဖြည်းကွေးညွတ်သွားပြီးအရင်ကမရှိခဲ့ဘူးတဲ့ယုံကြည်မှုတွေပြည့်နှက်လာခဲ့တဲ့အသက်တူမဲ့ကောင်းလားအနေရများတဲ့အလုပ်လားဒီနေ့ကစပြီးကျုပ်ကိုနက်ဖျားတွေရဲ့ဘိုးအကြီးလို့သာခေါ်လိုက်ကြတော့ဟေ့ဒါငါတို့ရဲ့ SSS အဆင့်ရှိတဲ့ပါရမီရှင်မဟုတ်လားအခုထိမတည်သေးဘူးပဲကြောက်လေးကကျုပ်ရဲ့ဈေးပေါ်ပေါ်ဝစ်စုံကိုအထက်အောက်ကြည့်ပြီးလောင်ပြောင်နေတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်ပါလေဂိမ်းထဲကိုဝင်ချင်လို့လားငါရှိမှဒူးထောက်ပြီးတောင်းပန်မလားငါစိတ်ကောင်းဝင်နေရင်မင်းကိုအစာဖြစ်ခေါ်သွားပေးမယ်ဘာပဲဖြစ်ဖြစ် SSS အဆင့်ရှိတဲ့အစာကိုတော့မိစ္ဆာတွေကကြိုက်မှာပဲကျုပ်ကတော့ဘာမှပြန်မပြောပဲထိုးထွင်းသိမြင်မှုမျက်လုံးကိုဖွင့်ပြီးကြောက်လေးကိုကြည့်လိုက်တယ်ထိုးထွင်းသိမြင်မှုမျက်လုံးဖွင့်လိုက်ပြီးအတွင်းခံကမီနီအောင်ဝတ်ထားတဲ့ဘောင်းဒီစစ်ကလည်းမပိတ်ထားဘူးအခုပဲဝယ်ထားတဲ့ရွှေအဆင့်စစ်ဝတ်စုံဆိုတာကလည်းမြောက်ပိုင်းအာတန်အနေစားတတုဆက်ဖြစ်ပြီးတိုက်မိတာနဲ့ကြကိုသွားလိုက်မယ်ကျုပ်ရဲ့နှက်ခမ်းတွေတုံသွားပြီးရဲချင်းစိတ်ကိုအောက်ထားလိုက်တဲ့ကြောက်လေးရဲ့ရန်စားမှုကိုဂယုမဆိုင်ပဲခမ်းမတဲ့ကဂိမ်းရွေးချယ်တဲ့မျက်နှာပြင်ကိုကြည့်လိုက်တယ်ငရဲတော်အုပ်လို့ခေါ်တဲ့အစ်စ်တွေအတွက်ဂိမ်းတင်ဒေတာပုံမှာပဲကျုပ်ရဲ့အကြည့်ကရက်တန့်သွားခဲ့တဲ့ဂိမ်းမီငရဲတော်အုပ်ခက်ခဲမှုအဆင့်တဲ့အစ်စ်များအတွက်အကြံပြုချက် boss ကတော့ပုတ်တိုးနေတဲ့တစ်ပင်နဲ့ဆိုးရရှိနိုင်တဲ့ပစ္စည်းတွေကတော့အနေစားတစ်သားနဲ့တစ်ပင်နဲ့ဆိုးရဲ့နှလုံးသားတာမန်လူတွေအတွက်တော့ဒါကတာမန်ချက်လက်တွေပဲဒါပေမဲ့ကျုပ်ရဲ့အမြင်မှာတော့ boss ပုံစံပေါ်မှာကြီးမားတဲ့တွေးရောင်အာမီတိတ်တင်ဒေတာကြီးပေါ်နေတဲ့ boss ရဲ့ဖြစ်ရမှန်ကတော့တောအုပ်နဲ့ဖျားရဲ့အရေးပဲတောအုပ်ကိုအချိန်ကြာကြီးအေးရေးပြက်ထန်ပြုပြင်ခဲ့ရလို့အတွင်းပိုင်းထုတ်လွှတ်မှုတွေပြင်းပြင်းထန်ထန်မမျှတဖြစ်နေတဲ့အရင်ကတိတ်တီးခဲ့တဲ့သပင်တွေအကုန်ကျွတ်ကုန်ပြီးသူကယောက်ျားပြီးသားတဲ့ယုံကြည်မှုတွေပြန်ရဖို့အတွက်တိတ်သေးတဲ့သပင်တွေကိုအရန်လိုချင်နေတာပူဇော်ဖို့အကြံပြုချက်ကတော့နှက်ရောင်သပင်ရှည်ပုံစံသပင်တူပဲကျုပ်ရဲ့အကြီးကကျုပ်ရဲ့လွဲစီကိုအလိုလိုရောက်သွားတယ်အဲ့ဒီထဲမှာပြီးခဲ့တဲ့အခောက်က cosplay အတင်းလှူရှားမှုကနေကြံခဲ့တဲ့သပင်တူတစ်ခုရှိနေတယ်လေးမတော်တဆပါလာတဲ့သပင်အတူဟာတကယ်ကိုအစင်းရင်းသပင်အတူကြီးပါလားဒါဟာကောင်းကင်ဘုံရဲ့အလိုတော်ပဲတကယ်ကိုကောင်းကင်ဘုံရဲ့အလိုတော်ပဲကျွန်တော်ဝန်ဖတ်ရဲ့လက်မောင်းကိုဆွဲကင်လိုက်ပြီးမျက်လုံးတွေထဲမှာစိတ်အားထက်သန်မှုတွေပြည့်နေနေရင်းနဲ့ငါနဲ့အတူတစ်ချက်လောက်စွစားကြည့်မလားလို့မေးလိုက်တဲ့ဝန်ဖတ်ကကျွန်တော်ရဲ့အကြည့်ကြောင့်လန့်သွားပြီးလူနှစ်ယောက်ထဲလာလို့ရေရွတ်လိုက်တယ်အဲ့ဒါ9ယောက်တွဲသွားရတဲ့ဂိမ်းအဆင့်လေးမင်းကအဆင့်နှိမ့်ဆုံးတက်ပညာရှင်ဖြစ်ပြီးငါကလည်းအနှိမ့်ဆုံးအဆင့်အကာအကွယ်သမားပဲရှိတာငါတို့အထဲဝင်သွားတာဟာခေါင်းဆောင်မိစ္ဆာကိုမြေဩဇာသွားကြွေးတာနဲ့အတူတူပဲလို့သူကပြောတယ်ကျွန်တော်ဝန်ဖတ်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်မငင်းနိုင်တဲ့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တယ်သူကတော့ရှင်ကောရဲ့ငါ့ကိုမချောက်ပါနဲ့မင်းဘာလို့မလို့လဲလို့ပြန်မေးတယ်တစ်သက်လုံးအကာအကွယ်သမားဖြစ်နေတခြားသူတွေရဲ့အရိုက်နှက်ပဲခံမနေခြင်းဘူးငါ့ကိုယုံလိုက်ပါလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ရဲ့စွမ်းအားတွေကြောင့်ထင်ပါရဲ့ဝန်ဖတ်ဟာခြေထောက်တွေတုံနေပေမဲ့လည်းသွားကြိတ်ပြီးသဘောတူလိုက်တယ်ကျွန်တော်ကြောက်လေးတို့အဖွဲ့ရဲ့တောင်ပြမှုတွေကိုလစ်လူရှုပြီးဂိမ်းဝင်ပေါက်စီတန်တန်မတ်မတ်ရှောက်သွားခဲ့တယ်ကြောက်လေးကကျွန်တော်တို့နှစ်ယောက်ရဲ့